ဒေးဗစ်မှာတယ်လီပို့လုပ်နိုင်တဲ့ဆွမ်းအားရှိပေမဲ့သူကိုယ်တိုင်အဲ့ဒါကိုသတိမထားမိသေးပါဘူးသူကဝီလီဆိုတဲ့ကောင်မလေးကိုတိတ်တဆိတ်ချွတ်နေပေမဲ့ဖွင့်ပြောဖို့တော့ဝန်လိနေပါတယ်ဒါကြောင့်သူ့ရဲ့ခန်းစားချက်ကိုတွေ့ဝိုက်ပြီးဖော်ပြခဲ့အနေနဲ့အထဲမှာ Eiffel မျိုးစင်ပုံလေးပါတဲ့ကဘာလုံးရုပ်လေးကိုဝီလီကိုလက်ဆောင်ပေးခဲ့ပါတယ်ဒေးဗစ်ကိုမနာလို့ဖြစ်နေတဲ့ Mark ဖာသူတို့ကိုနှောက်ယှက်ဖို့ကြိုးစားပါတယ် Mark ကဒေါသတကြီးနဲ့အဲ့ဒီကဘာလုံးရုပ်လေးကိုနှင်းကိုဖုံးနေတဲ့ area တွေကိုလှမ်းပစ်လိုက်ပါတယ်ဒေးဗစ်ကဝီလီတားနေတဲ့ကြားမှာအဲ့ဒီရုပ်လေးကိုသွားကောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီနေရာကနှင်းတွေအောက်မှာရေရှိနေတာကြောင့်အရန်အန်ဒီရများပါတယ်ဒေးဗစ်ကကဘာလုံးရုပ်လေးကိုရှားတွေ့သွားပေမဲ့ရေခဲတွေကျိုးပြီးအေးဆက်နေတဲ့ရေတွေကိုပြုတ်ကျသွားပါတယ်ဒေးဗစ်ရင်းနေသွားပြီလို့ထင်ပြီးဝီလီကအော်ဟစ်အကူအညီတောင်းနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဒေးဗစ်ကမတိစိတ်နဲ့မြို့ထဲကပီလူစာကြည့်တဲ့တခုစီကိုတယ်လီပို့ဖြစ်သွားပြီးတေဘဲကနေလွတ်မြောက်သွားပါတယ်ညနေပိုင်းမှာဒေးဗစ်အိမ်ပြန်ရောက်လာတဲ့အခါသူ့အဖေကသူပြောင်းနေတာကြောင့်ဒေါသထွက်ပြီးသူ့အခန်းထဲအထိလိုက်လာပါတယ်ဒါပေမဲ့သူ့အဖေအခန်းထဲမဝင်ခင်မှာပဲဒေးဗစ်ကစာကြည့်တိုက်စီကိုနောက်တစ်ချိန်တယ်လီပို့လောက်ပြီးထွက်ပြေးသွားတာကြောင့်သူ့အဖေမှာကြောင်တောင်နဲ့ကြံရိတ်ခဲ့ပါတယ်